တောက်စားအကုန်ကင်းလို့ထမင်းနဲ့ရေပဲငါနှစ်သက်တောင်ပလီပလာမင်းတို့ကြားကမူသားတွေယုံစားမိလို့အခုတော့ရက်ဆိုင်နေမှာအကယ်ရီလဲခွဲလို့နေတဲ့ငါအစားတော့ငါတော့လူရိုးလေးပါလက်ညှိုးထဲတော့မကြိုက်တဲ့ငါအတောက်စားအကုန်ကင်းလို့ထမင်းနဲ့ရေပဲငါနှစ်သက်တောင်ပလီပလာမင်းတို့ကြားကမူသားတွေယုံစားမိလို့အခုတော့ရက်ဆိုင်နေမှာအကယ်ရီလဲခွဲလို့နေတဲ့ငါချစ်ကြိုင်းလည်းမညာဘူးမင်းဆိုကိုမရအောင်ကြီးငါမှမဟုတ်တာမူသားတွေအတွင်တွင်သုံးလို့ဘာကြီးအောင်နဲ့ဆွေမျိုးလာကွာအခုတော့ရက်ဆိုင်ရဲမှာအကယ်ရီကလဲရဲခွဲကအကျွေးတွေကလဲများနေပြီအခုဆိုရင်ဆိုင်ရှင်ကြီးတော့ဆိုင်မပြောင်းပြီးမိတ်ဆွေကျွေးမရောက်မှာရက်ဆိုင်ကကျွေးမလားစပေးပါ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 ကိုနေတဲ့ငါတဲ့လီကိုမင်းလာမဆက်ခဲ့ရင်တော့ရက်ဆိုင်ကကျွေးမလားစပေးပါမကြိုက်တဲ့ငါအတောက်စားအကုန်ကင်းလို့ထမင်းနဲ့ရေပဲငါနှစ်သက်တောင်ပလီပလာမင်းတို့ကြားကမူသားတွေယုံစားမိလို့အခုတော့ရက်ဆိုင်နေမှာအကယ်ရီလဲခွဲလို့နေတဲ့ငါချစ်တိုင်းလည်းမညာဘူးမင်းဆိုကိုမရအောင်ကြီးငါမှမဟုတ်တာမူသားတွေအတွင်တွင်သုံးလို့ဘာကြီးအောင်နဲ့ဆွေမျိုးလာကွာအခုတော့ရက်ဆိုင်ရဲမှာအကယ်ရီကလဲအကျွေးတွေကလည်းများနေပြီအခုဆိုရင်ဆိုင်ရှင်ကြီးတော့ဆိုင်မပြောင်းပြီးမိတ်ဆွေကျွေးမရောက်မှာရက်ဆိုင်ကကျွေးမလားစပေးပါ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 ကိုနေတဲ့ငါတဲ့လီကိုမင်းလာမဆက်ခဲ့ရင်တော့ရက်ဆိုင်ကကျွေးမလားစပေးပါ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 ကိုနေတဲ့ငါတဲ့လီကိုမင်းလာမဆက်ခဲ့ရင်တော့ရက်ဆိုင်ကကျွေးမလားစပေး